Okay, I didn't think be basis 3တန်က kick drum, hi hat, kick snare or inward kick snare. So ပထမဆုံး kick drum တွားရအောင်အတန်ဘယ်လိုလဲဆိုရင် yeah မခတ်ဘူးလေကိုတာမန်မုတ်ထုတ်လိုက်တယ်လို့ပဲဒါပေမဲ့အဲ့လိုပစ္စလက်ခမမုတ်ပဲနဲ့လေကိုဖိပြီးတော့ညစ်ပြီးတော့အားနဲ့တပြိုင်နဲ့မုတ်ထုတ်ရမယ်လေမမုတ်ထုတ်ခင်ဒီပါဇက်ထိတ်မှာလေတွေလာစုရမယ်ပြီးတော့ဒီပါကြော့တာတွေကိုတောက်ပြီးတော့တပြိုင်နဲ့ဖုတ်ကနေဆိုရင်မုတ်ထုတ်ရမယ်လေကြံရဲလို့မရဘူးစုတာတဲ့လေတပြိုင်နဲ့အကုန်လုံးထောက်ရဖို့လိုတယ်အဲ့ခါကျရင်ဒီလိုတန်ရလိမ့်မယ်ယူတော့ try ကြည့်တပတ်လောက်နဲ့အဲ့ဒီတန်ကိုလောဝကိုကောင်းပိုင်သွားမယ် so နောက်တန်သွားရအောင် hi hat က beatbox လောကထဲမှာဆိုအလွယ်ဆုံးအတန်ပဲယူတော့လည်းလောက်ဘူးလိမ့်မယ်ဒါပေမဲ့ယူတော့လောက်ဘူးတဲ့ဟာကရှာကိုအားကောင်းမှထားပြီးလောက်တာဟုတ်တယ်ဟုတ်အမှန်တကယ်တော့ hi hat ကအဲ့ဒီအတန်မဟုတ် hi hat ကဒီအပေါ်သွားအနောက်မှာရှာတိုးတာမှာအဲ့နောက်မှာရှာတိုးပြီးတော့လေကိုဖြက်နဲ့မုတ်ထုတ်ရုံပဲ so အရန်လွယ်တယ်ဒီကောင်ကိုယူတော့နိုင်ဝက်တနိုင်လောက်နဲ့တော့မုတ်တက်ပါမယ်အချိန်မရှိဘူးနောက်သက်တန်သွားရအောင်နောက်သက်တန်က kick snare or inward kick snare အဲ့လိုပဲ kick snare ကလည်းအရန်လွယ်တယ်ဒါပေမဲ့နားထောင်မကောင်းဘူးအဲ့ဒီကောင်ကိုသူများအမြင်တုံးကြတာတာမန်မုတ်လို့ဆိုရင် main sound နေနဲ့တော့မတုံးဘူး inward kick snare လို့ခေါ်တယ်အဲ့ဒီကောင်ကစန့်ကျင်ဘက်ဖြစ်သွားတယ်လေကိုအပြင်မထွက်တော့ဘူးလေကိုအထဲဆုပ်သွင်းတာဖြစ်သွားတယ်ဒါပေမဲ့သူလေကိုဆုပ်သွင်းတဲ့ချိန်မှာတာမန်ဆုပ်သွင်းလို့မရဘူးအားနဲ့အင်းနဲ့တပြိုင်နဲ့ဖိပြီးတော့ short ကနေဆိုရင်ဆုပ်သွင်းရမယ်ဒါပေမဲ့အရင်ဆုံးပါဇက်ပုံစံကြည့်အောင် you hi hat လောက်တော့တယ်လို့မျိုးပဲအပေါ်သွားအနောက်မှာရှာသွားတိုးလာမယ်အဲ့မှာရှာတိုးတိုင်းရင် you ရဲ့ပါဇက်ထဲမှာလေဝင်ပေါက်နှစ်ပေါက်ကိုကျန်မယ်အဲ့လေဝင်ပေါက်နှစ်ပေါက်မှာ I recommend ပေးတာတစ်ပေါက်ပဲတော့နှစ်ပေါက်တော့ရင် you လေဆုပ်သွင်းတဲ့အချိန်မှာအားပို့တော့ရတယ်လို့အတန်ကလည်း smooth မဖြစ်ဘူး you တစ်ပေါက်ပဲတော့ရင်အတန်ကလည်း smooth ဖြစ်မယ်အားလည်းတိတ်မတော့ရဘူး so တစ်ပေါက်ပဲတော့ဆိုတော့နောက်တစ်ပေါက်ပိတ်ဖို့လိုတယ်ဘယ်လိုပိတ်ရမလဲ you ရဲ့ခံစားချက်နဲ့ကိုယ့်ရှာကို control လုပ်ပြီးတော့တချင်ဆောင်ပြီးပိတ်ရမယ်အဲ့ဒါအိုင်ပြောလို့မရအောင် you ကိုယ်တိုင်ကိုယ့်ကိုလုပ်ကြည့်ရမယ်အဲ့ဆိုရင်တပေါက်ပဲကျန်မယ်အဲ့ဒီတပေါက်ကတည်းတာမန်စုပ်သွင်းဒီတန်ထွက်မယ်တကယ်လို့ you ကအင်းနဲ့အားနဲ့တပြိုင်နဲ့ shock နဲ့စုပ်သွင်းရင်ဒီတန်ထွက်လိမ့်မယ် so you inward kick နဲ့ဆိုတော့အတန်ရမယ်အဲ့တန်နည်းနည်းတော့ခက်တယ် you try တရက်ကိုနိုင်ဝက်တနိုင်လောက်ပဲအချိန်ပေးဒါဆိုရင် you တလားလောက်ဆိုလောကကောင်းအဲ့ဒီအတန်ကိုပိုင်သွားမယ် so you အဲ့ဒီ3တန်ကိုပိုင်မပိုင်တကယ်မုတ်တက်မတက်သိချင်တယ်ဆိုရင်ဘယ်လို check ရမလဲဆိုရင်အရင်လွယ်တယ်တမျိုးကို10ခါမုတ်ကြည့်10ခါလုံးအတန်တူနေလို့ဆိုရင်ဒါ you ပိုင်သွားပြီလို့သတ်မှတ်တယ် so အရှင်းပြယူနေတဲ့သဘောပေါက်မယ်ထင်တယ်နောက်ဗီဒီယိုမှာနောက်အခြေခံ3တန်4တန်လောက်ထပ်တင်လာပေးတယ်ဒီဗီဒီယိုမှာတင်ပေးတဲ့အတန်ပိုင်ပြီးဆိုရင် you ဆက်ပြီးတော့တွားလေ့လာလို့ရတယ်